ယနေ့ခေတ်ကာလမှာအလူများကတက်တက်တာတာထိုင်လို့ရတယ်ဆိုပေမဲ့ထိုင်ပြီးနေတာများရင်ဆေးလိပ်တောက်တလောက်အန်ရရှိနိုင်တယ်ဆိုတာတင်သိပါသလားအခုချိန်မှာလူတန်းပုံများဟာအလုမှာရောအင်ရောက်လို့ဖုံးသုံးရင်ပါအထိုင်များလာကြပါတယ်ဒါကြောင့်တင့်ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့လူငန်းဆောင်တာတွေရက်တက်လာနေပါပြီလေးလာတွေးရှိချက်အရကြာရှည်စွာထိုင်ခြင်းဟာနှလုံးယောဂစီးချိုယောဂနဲ့အရွယ်မတိုင်ခင်တေဆုံးခြင်းတို့လိုပြင်းထန်ယောဂတွေနဲ့ဆက်ဆက်နေတယ်လို့တွေးရှိဟဲကြပါတယ်ပြီးတော့ဒီမှာကြောက်စရာအကောင်းဆုံးကတိနေ့တိုင်းလေ့ကျင့်ခန်းလုပ်ရင်တောင်အလွတ်မှာဒါမှမဟုတ်အိမ်မှာကြာထိုင်ရင်ခန္ဓာကိုယ်ကိုထိခိုက်နိုင်ပါသေးတယ်။ဒါဘာလို့ဖြစ်တာလဲ။မိနစ်30ထိုင်ပြီးနောက်ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေဟာနှွေးကွေလာပါတယ်။အစီလောင်ကျွမ်းစေရဲ့အင်ဇိုင်းတွေကျဆင်းလာပြီးသွေးတွင်းတကြားဓာတ်ကစတက်လာပါတယ်။ဒါကြောင့်နေ့တိုင်းနိုင်ချီထိုင်နေရင်သွေးလေပတ်မှုမကောင်းခြင်းနောက်ကျောနာခြင်းကိုယ်အလေးချိန်တက်ခြင်းတို့ရဲ့အန်ဒီရကအစမတန်မြင့်တက်လာပါတယ်။ဒါကြောင့်ကျွမ်းကျင်သူတွေကဒါကိုစီးလိပ်တောက်ခြင်းအသစ်လို့ခေါ်ကြတာပါ။ဒါပေမဲ့သတင်းကောင်းကတော့ဒါကိုဖြည့်ရှင်းမှုအားကစားရုံကိုတွားစရာမလိုဘူး။ဒါတွေကိုလွတ်ပေးရုံပါပဲ။မိနစ်30တိုင်းထရပါ။2မိနစ်3မိနစ်လောက်ခြေဆက်လက်ဆက်လွတ်ပါ။ဒါမှမဟုတ်လမ်းလျှောက်ပါ။ဖုန်းပြောရင်လမ်းလျှောက်ရင်ပြောပါ။လေကားကိုတနိုင်သမျှသုံးပါ။တကယ်တော့သင်္ခန္ဓာကိုယ်ဟာကြွက်သားတွေနဲ့လှုပ်ရှားဖို့ဖန်တီးထားတာပါ။တဏီကုံထိုင်နေဖို့မဟုတ်ဘူး